စစ်သားတယောက်ဟာမတော်တဆဖုံးကွယ်ထားတဲ့မြေမြုံမိုက်တစ်ခုကိုနင်းမိသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါသူဟာမိမိအသက်တမကရဲဘော်တို့ရဲ့အသက်ကိုပါအန်ဒရယ်ထဲတွန်းပို့မိပြီဆိုတာသိလိုက်ရလို့စိတ်လွတ်ကိုလွတ်ဖြစ်သွားခဲ့ပါတယ်။ခဏကြာမှတော့အဖွဲ့ခေါင်းဆောင်ဖြစ်သူဘိုးကြီးရောက်ရှိလာပြီးမိုင်းရဲ့အနက်ကိုတိလိုက်ဖို့အတွက်တစ်သားချောင်းလေးတစ်ခုနဲ့မိုင်းဘေးပတ်လက်ကမြေကြီးတွေကိုစတင်ဖယ်ရှားပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာဒီမြေမြုံမိုင်းဟာအလွန်ကြီးမားလွန်းတာကြောင့်ဖျက်ဆီးပစ်ဖို့ဖြုတ်ပစ်ဖို့မချစ်နိုင်ဘူးဆိုတာကိုသဘောပေါက်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့ဘိုးကြီးကတခြားစစ်သားအလုံးကိုနောက်ဆုတ်ခိုင်းလိုက်ပါတယ်။မိုင်းနဲ့ထားမိတဲ့စစ်သားကိုတော့1 2 3ရေတွက်တဲ့အချိန်မှာခြေထောက်ကိုကြွလိုက်ဖို့နဲ့အဲ့ဒီနေရာမှာသူကိုယ်တိုင်အစားထိုးနင်းထားမယ်လို့အမိန့်ပေးလိုက်ပါတယ်။ဘိုးကြီးရဲ့ညွှန်ကြားချက်အတိုင်းစစ်သားကခြေထောက်ကိုကြွလိုက်တဲ့အချိန်မှာပဲဘိုးကြီးကချက်ချင်းဆိုသလိုမိုင်းပေါ်ကိုအစားထိုးနင်းလိုက်ပါတယ်။အခုဆိုရင်တော့ဘိုးကြီးဟာသူ့ရဲ့ရဲဘော်ရဲဘက်ကိုကယ်တင်နိုင်ခဲ့ပြီဖြစ်ပေမဲ့သူ့ရဲ့အသက်ကတော့အန်ဒရယ်ထဲရောက်သွားခဲ့ပါပြီ။ရုတ်တရက်ဆိုသလိုဘိုးကြီးဟာဟန်ချက်ပြတ်သွားပြီးသူ့ရဲ့ခြေထောက်တစ်ခါဟာမိုင်းပေါ်ကနေလွှတ်ထွက်သွားပါတယ်။ဒါကိုမြင်တော့အားလုံးကထိတ်လန့်သွားကြတာပေါ့။အဲ့ဒီနောက်မှာဘိုးကြီးဟာမိုင်းပေါ်မှာခုံပေါက်ပြနေခဲ့ပေမဲ့လည်းမိုင်းကပေါက်ကွဲမသွားခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြေမြုံမိုင်းဟာအစကတည်းကအာဏတိမရှိအောင်လှုပ်ထားပြီးသားဖြစ်နေလို့ပါ။ဘိုးကြီးကသူတို့ကိုနောက်ပြောင်နေခဲ့တာပဲဖြစ်ပါတယ်